အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြူစင်စိတ်ချွေရနာဆိုင်ရဲ့ founder ဦးစန်းလင်းဖြစ်ပါတယ်ကျွန်တော်ပြောရတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့မေးနေကြတဲ့အမေးများတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောချင်ပါတယ်တချို့ကရွှေစုမလားငွေစုမလားဆိုတဲ့ကိစ္စလေးရယ်ရွှေတွေဘာကြောင့်ဝယ်နေကြတာလဲဘယ်လိုပုံစံနဲ့ဝယ်နေကြတာလဲဘာကြောင့်ဝယ်တင်လဲဆိုတဲ့ကိစ္စလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်အဲကြောင့်လူတွေကရွှေတွေကိုဝယ်တဲ့အခါမှာပုံစံအမျိုးမျိုးနဲ့ဝယ်နေကြတယ်အဲကြောင့်နံပါတ်1အနေနဲ့က investment အနေနဲ့ယင်းနှိမ့်မြုပ်နှံမှုအနေနဲ့ဝယ်ကြတယ်နောက်တစ်ခုက B exchange ဆိုတဲ့ပုံစံမျိုးနဲ့ငွေဖလှယ်ရပစ္စည်းတစ်ခုအနေနဲ့ဝယ်ကြတယ်နောက်တစ်ခုကတော့လက်ဝတ်ရတနာအပြင် jewelry ပုံစံမျိုးနဲ့ဝယ်ကြတယ်ပေါ့အဲကြောင့်အဲ့လိုအကြောင်းမျိုးမျိုးနဲ့ဝယ်ကြတဲ့အခါမှာဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ရွှေရာဝယ်တဲ့နယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောကြားခြင်းဖြစ်ပါတယ်အဲကြောင့်ဘာကြောင့်ဝယ်တဲ့လဲဆိုတာကကျွန်တော်တို့မှာနှစ်စဉ်နှစ်တိုင်း inflation rate ကဖြည်းဖြည်းနဲ့ကျဆင်းလာတဲ့အတွက်ကြောင့်ငွေစုမလားရွှေစုမလားဆိုတဲ့ပေါ်မှာကျွန်တော်တို့ကရွှေစုတဲ့အခါမှာကျွန်တော်တို့ရဲ့ inflation rate ကိုတတ်နိုင်ဆုံးကျွန်တော်တို့ကထိန်းသိမ်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ investment အနေနဲ့လည်းခိုင်မာမှုရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရွှေဝယ်ပြီးတော့မှစုတင်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောကြားလိုပါတယ်အဲဒါကြောင့်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်